တခြားကလပ်တွေအားလုံးကိုညှင်းပယ်ပြီးတော့ United ကိုပဲရွေးချယ်ခဲ့တဲ့ Ederson မင်္ဂလာပါညီကိုတို့ United ဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်တို့ Manchester United ရဲ့ဒီနွေရာသီအပြောင်းအရွှေ့ကတော့ထင်ထားတာထက်တောင်ပိုပြီးတော့မြန်ဆန်နေပါတယ်လောလောဆယ်မှာအကျန်းဆုံးနဲ့စိတ်ဝင်စားမှုအများဆုံးရရှိနေတဲ့သတင်းကတော့အတလက်တာကွင်းလယ်လူအီဒါဆန်ကိုခေါ်ယူမဲ့ကိစ္စပါပဲအရင်ကသူဟာ United ရဲ့ကွင်းလယ်ပြစ်မှတ်စီးရင်အရှည်ကြီးထဲမှာတာမန်နာမည်တစ်ခုအနေနောက်ပဲရှိခဲ့တာပါဒါပေမဲ့လည်းအခုတော့အဲ့ဒီအဆင့်ကိုကျော်လွန်ပြီးတော့လုံးဝဦးစားပေးအဆင့်ကိုရောက်ရှိလို့လာပြီပဲပြောရမှာပါခိုင်မာတဲ့သတင်းအရင်းမြစ်တွေကိုပဲတင်ဆက်နေကြဖြစ်တဲ့ Fabrizio Romano ကိုယ်တိုင်ကအီဒါဆန်ဟာအခြားကလပ်အသင်းတွေနဲ့ဆွေးနွေးမှုအားလုံးကိုချက်ချင်းရက်တက်လိုက်ပြီးတော့ United ကိုပြောင်းရွှေ့ဖို့ပထမဦးစားပေးအနေနဲ့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့အတည်ပြုထားလိုက်ပါတယ်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းသွားတာကအတလက်တာမန်နေဂျာကိုယ်တိုင်ကသူ့ကိုပွဲထွက်ခွင့်လူစင်းကနေဖယ်ထုတ်ထားခဲ့တာပါပဲအကြောင်းပြချက်ကတော့ထိပ်တန်းကလပ်အသင်းတစ်သင်းနဲ့အပြောင်းရွှေ့ကိစ္စတွေကိုဆွေးနွေးနေလို့ရဗျအဲ့လောက်ဆိုလို့ရှိရင်ဆွေးနွေးမှုကဘယ်လောက်တောင်ခီးရောက်နေပြီလဲဆိုတာကိုတွေးကြည့်လို့တောင်ရနေပါပြီဒါဆိုလို့ရှိရင်သူ့ရဲ့ဈေးကွက်တန်ကြီးကိုဆက်ကြည့်အောင်ဗျသူကစာချုပ်တက်တန်တစ်နှစ်ပဲကျန်တော့တယ်အခုကြားနေရတဲ့ပြောင်းရွှေ့ကြီးကပေါင်34တန်းဝန်းကျင်လောက်ပဲရှိပြီးတော့အပိုစုကြီးတွေပါဝင်နေမှာပါဒီတော့ပြည်သက်တွေကြားမှာအမြင်နှမျိုးကွဲလာပါတယ်အီတာဆန်ကိုဒီဈေးနဲ့ခေါ်တာတမ်းမှမလားပေါ့တကယ်တော့အက်တလက်တီကိုမက်ဒရစ်လိုအသင်းကတော့သူ့ကိုခေါ်ဖို့စိတ်ဝင်စားခဲ့ပြီမဲ့လေအခုတော့ဂျာအိုဂိုးမတ်ဘတ်ကိုလှည့်သွားခဲ့ပါပြီဒါက United အတွက်နောက်ဆုံးစရာအကြောင်းပြချက်လုံးဝမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ဘိုးအဖွဲ့ INEOS ကိုပဲအပြည့်အဝယုံကြည်ထားပေးဖို့လိုပါတယ်ပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ကသူတို့ရဲ့ရွေးချယ်မှုတွေကိုပြန်ကြည့်လိုက်ပါသူတို့ခေါ်ယူခဲ့တဲ့ကစားသမား၄ယောက်ဖြစ်တဲ့ကိုညာအမ်ဘူမိုဆက်စကိုနဲ့လာမန်စ်တို့အနေနဲ့အသင်းမှာတကယ်ကိုအောင်မြင်မှုအသီးသီးရရှိနေကြပါပြီ INEOS အနေနဲ့သူတို့ဘာလုပ်နေလဲဆိုတာကိုတေချာသိတယ်ဆိုတာကိုသက်သေပြခဲ့ပြီးသားပါဒါကြောင့်အီဒါဆန်ကိုခေါ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုလို့ရှိရင်လည်းဒါဟာအသင်းအတွက်တေချာပေါက်အလုပ်ဖြစ်မဲ့ရွေးချယ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်ညီကိုတို့ရောအီဒါဆန်ရဲ့အပြောင်းရွှေ့ပေါ်ဘယ်လိုမြင်လဲဒီပေါင်34တန်းနဲ့ကစားသမားအနေနဲ့ United ကွင်းလယ်အတွက်အဝင်ခွင့်ရဖြစ်မယ်လို့ထင်လားကိုယ့်မှာဝင်အောင်ဆွေးနွေးပေးတော့ကြပါအောင်ဗျာ